လာချင်းမင်္ဂလာအခါမင်္ဂလာနာရီကတော့ရောက်ရှိလာပြီပဲဖြစ်ပါတယ်ဒီကကျွေး၍အတိုင်းမသိမင်္ဂလာအခါတော့ပေးတော်မူပါရောခင်ဗျာ